ကဲ့မင်္ဂလာပါခင်ဗျာလီးပါပဲခင်ဗျာကော်စထရိုလေးနဲ့ပဲကျုံရတာပါဗျာနော်ကော်စထရိုလေးနဲ့ပဲကျုံရတာပါဗျာဒီညတော့ဒီနေ့ကတော့ဆောင်းရမ်းကိုကန်ကောင်းတဲ့နေ့လို့ပဲပြောရမှာပဲနော်လလလီလီဟောခုမှဖိုက်တယ်ပါကျေးဇူးတင်ပါတယ်လို့ခုမှဖိုက်ကြတယ်ရောက်ရေးငါကပ်ရှင်ပြန်မေးပါဦးတယောက်ကပ်ရှင်ပြန်မေးပါဦးငါဆဲပြီးမှပဲငါ့ကိုလာဖိုက်တယ်ကွာဖြစ်တင်လားတော်နမန်ရုံးနဲ့ဖြစ်သွားပါပြီတဲ့နော်တော်နမန်ရုံးနဲ့ဖြစ်သွားပါပြီငါကပ်ရှင်ပြန်မေးကြပါဦးတယောက်ကန်းဟာတယ်မင်းလွန်နာဖို့မင်းကဲနော်တော်နမန်ရုံးလေးနဲ့တော့ဖြစ်သွားပြီဗျာသိလားကဲ ready ပြောသွားပြီပွဲလေးမြန်စလိုက်တော့ဟောအစင်သစ်မဖြစ်ဘူးပွဲရမဖြစ်သေးဘူးကြာရင်ကစ်မယ်စောကြီးစောကျင်တယ်ကြာရင်တော့ကစ်မယ်ဆိုပဲလုံးမသားတယ်ကြော့ဟောဖျားရှင်ရှိမှာထိုင်ပြီးဆဲနေရငါဘရိုတန်တိုးနေတယ်ဟုတ်လားတန်ချဲလိုက်ပြီဗျာနော်တန်ကျဲသွားပြီဗျာနော်တန်ကျဲသွားပြီဗျာနော်ကျွန်တော် ready ပဲ ready အားလုံး ready ပဲပါ ready ပဲပါကျုံးပြီကပ်ရှင်ပြင်မရတော့မယ်ကပ်ရှင်မှာ tournament run နဲ့တီးမယ်ဆိုပြီးဆဲရတာဘယ်ဟုတ်မလဲပြီးမှကဲအားလုံးပဲမင်္ဂလာပါဗောနော်ဒီနေ့ကတော့ဒါ Mora Esport Tournament Thailand ရဲ့အဖွင့်ပွဲမင်္ဂလာရှိစွာနဲ့ဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်ဒီမင်္ဂလာရှိရဲ့ပွဲလေးမှာတော့ဒီ Blue Team ဘက်မှာတော့ဒါ Fan Esport နေရာယူရတာဖြစ်ပြီးတော့ Red Team ဘက်မှာတော့ ANO Pirate Esport နေရာယူရတာပဲဖြစ်ပါတယ်ဒီနေ့ပွဲကတော့ဒါ Fan vs ANO ပွဲ Best of 1 Series အဲ့တော့ဒီပွဲမှာဘယ်အသင်းကနိုင်သွားမလဲစပြီးတော့ကြည့်ရမယ်လောလောဆယ်တော့ Fan Esport ဘက်ကနေပြီးတော့မှ1-1လေးကိုဘန်ထားပြီးတော့ ANO ဘက်ကတော့ဒါရီဆန်ချင်းတွေပါပိတ်ထားတယ်ဒါဂျန်ငယ်ပိုင်းကိုပိတ်ထားပြီးတော့မှတစ်ဖက်မှာလည်းပြန်ပြီး Fan ဘက်ကနေပြီးတော့ဒါဇူစင်းကိုပြန်ပြီးတော့ဘန်ထားခဲ့ပြီဗျအဲ့တော့မစ်လေးမှာဒါကောင်းကောင်းကြီးလှုပ်နိုင်တယ်ဆိုတော့ဇူစင်းနဲ့အတူထပ်မှန်ပြီးတော့ ANO ဘက်ကပါကတိတာတကောင်မှာထပ်ပိတ်လိုက်တဲ့နောက်မှာတပ်ဘန်လေးအနေနဲ့ကတော့ဒါဖန်ဘက်ကနော်ဘန်လာမှာအဲ့တော့ဒါဖန်ဘက်ကတော့ဒါကတော်ကချာလေးတော့လောလောဆယ်အနေထားမှာဘန်လာလိုက်ပြီဗျဘန်လာလိုက်တဲ့ဆိုတဲ့နောက်မှာတော့ကျွန်တော်ကတော့ကပ်ရှင်ပြင်ရတော့မယ်ဗျနော်ကျွန်တော်ပောက်ကွဲလို့ဆဲမိတာပါဗျကျွန်တော်နားလည်ပြီးကြမယ်လို့ထင်ပါတယ်အခုကြောင်းမှလာပြီးတော့ tournament run နဲ့လာပါပြီ तू ကတော့ပြောသေးရဲ့ဘာပြောလဲဆိုတော့ဟိုဗာလဲမြန်လောက်တယ်မဝင်ကစ်မယ်သူပဲကြာရင်ကစ်မယ်အမေလွန်နာရောဗျာနော်နောက်နေ့ကျရင်တော့ဒါတေချာညှိရမှာပဲပြီနော်โอเคဗျာကဲဖန်ဘန်ကတော့ဒါ3កောင်ဘန်ပြီးသွားတဲ့နောက်မှာတော့ဖန်မှာလည်း3កောင်ပြန်ပြီးတော့ဘန်ပြီးသွားပြီအဲနောက်မှာတော့ဒါဖန် e-sport ဘက်က fat bit နေနဲ့စပြီးတော့ရွေးချယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဘလို့ရိုးမျိုးရင်ဆုံးစပြီးတော့ထုတ်မလဲ EAB တွက်ထုတ်မလားဒါမှမဟုတ် mid lane တော့ပဲထုတ်မလားဆိုရင်နောက်မှာတော့ grow ပစ်ထားခဲ့ပြီဗျဖန် e-sport နေနဲ့ကတော့ကဲ ANO ဘက်ကိုကျွန်တော်တို့တစ်ချက်တော့ပြန်ကြည့်ကြည့်ရအောင် ANO နေနဲ့နော်ဘယ် hero တွေကိုသူတို့တွေအနေနဲ့ဘန်မလဲပေါ့ဟောပစ်မလဲပေါ့ကဲတစ်ဖက်မှာလည်းပြန်ပြီးတော့နော် EAP အတွက်ဒါ glue တစ်ကောင်ထပ်ပစ်ထားသလို jungle နေရာအတွက်ကို KZ ရဲ့ jungle Farin ပေါ့ဗျ Farin လေးတော့ထုတ်ထားခဲ့ပါပြီကဲ RRO နေနဲ့ကတော့ oh my god ငါတို့တီးလို့ပဲ RRO နေနဲ့ကတော့ဒါနော်နာတန်လေးပဲပစ်ထားခဲ့ပြီးတော့ quantity ခန့် jungle လာ quantity ခန့်အနေနဲ့ကတော့ Lancelot လေးပစ်ထားတာဗျ Iron အနေနဲ့ကတော့ဒါ Granger တွေပါပစ်ဖို့တော့စိတ်ကူးရှိမဲ့ပုံပဲကဲတကယ်ပဲဒါနာတန်နဲ့ရှင်ထိန်ဖို့အတွက်
နော် Branya ပဲရွေးချယ်သွားခဲ့ပါပြီဆိုတော့နောက်မှာတော့ ban နဲ့လေးပြန်ပြီးတော့စလာခဲ့ပြီ ANO Esport ဘက်ကနေပြီးတော့ ban အောင်မယ်တစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင်ဒါ mid lane နဲ့နော်ဒါ EHB အတွက်သူတို့တွေအနေနဲ့ရွေးချယ်ပြီး ban ရမှာဗျအဲ့တော့ mid lane နဲ့ EHB အတွက်မှာဘာမှန်ဘန်ဝါမလဲကဲ၍ဒါသူတို့အနေနဲ့ဒါနော် Ferrin တွေပဲ Ferrin glue ထုတ်ကျင်တဲ့အတွက်ကြောင့်မို့ဒီသူတို့ကိုတောက်လျှောက်ဖြိုခွဲနိုင်တဲ့ CCO ဘန်လာတာမျိုးတွေတော့တွေ့ရတယ်ဗျာနော်အဲ့နောက်မှာထပ်ပြီးတော့ Granger လေးပါပစ်လိုက်တဲ့အတွက်ကြောင့်မို့တော့သူတို့တွေအနေနဲ့ဒီ Best of 1 series တက်တော့တော်တော်လေးပြင်ဆင်လာပုံရတယ်ဗျာနော်အဲ့နောက်မှာတော့ဖန်ဘက်ကနေပြီးတော့နောက်တစ်ဖက်မှာကြံနေသေးတဲ့ mid lane အတွက်ကိုဖာဆာလေးပဲဒါလောလောဆယ်မှာဘန်လာခဲ့တာဗျာအဲ့တော့ကျွန်တော်တို့နော်ဟိုဘိုင်ပြောနေဟိုကောင်ဘိုင်ပြောအဲ့ဘရိုတန်တိုးနေကျေဝိုင်းလာအခုအတန်ကျေဝိုင်းလာဗျ9နိုင်ဆိုတယ်ဘရိုကဘရိုပထမ live stream တာနားထောင်လိုက်ပါတော့ဘရိုကကျွန်တော်ရှင်းပြရမှာပောက်ကွဲလို့ဗီဒီယိုကောခေါ်ခဲ့နော်ခေါ်မယ်ဘရိုကိုယူရကလစ်နေဘိုင်ပြောနေရတော့ဘာရီပြောနေရတော့ကျွန်တော်ဗျအဲ့ tournament case wrong case အစမပြေလို့ပောက်ကွဲပြီးတော့caption မှာဆဲပြီးတော့ Cosmo Roll နဲ့ဆော့မယ်ဆိုပြီးစိတ်ပေါက်ပေါက်နဲ့ကျွန်တော်တို့ညီကိုတွေဝင်လာခဲ့တာဗျာဒီလဲရောက်လဲရောက် Cosmo Roll ဟို tournament run ကဘဲကကျွန်တော်လာ fight ကျွန်တော် caption အောင်ပြန်ပြောင်းရမလို့ပြည့်နေကဲပြိုင်ပွဲလေးပဲကျွန်တော်နေ focus လိုက်မယ်နော်နောက်မှအကြောင်းလေးပြောကြတာပေါ့လောဆယ်ဒါပြန်ပြီးကြည့်မယ်ဆိုရင်တော့ဒါပဇာနာထပ်ပြီးတော့ mid lane တော့ထုတ်ထားခဲ့ပြီဗျာတစ်ဖက်မှာလဲ Itachi နေနဲ့ကတော့Itachi နေနဲ့ကတော့ဘာလီဘန်ပစ်မလဲပေါ့နော်အီတာရှီရဲ့ဒါ EAB ကလည်းဒါသွားပြီးတော့ shot တွက်လို့မရဘူး season 1 တုန်းကသူ့အနေနဲ့သူနေထားတစ်ခုရှိခဲ့တယ်လို့လည်းပြောလို့ရတယ်ဆိုတော့နောက်မှာတော့light Itachi သူတို့ဒါ mid EHB ပေါ့နော်နှစ်ယောက်ကဲစကင်တွေစမ်းနေတာမမြင်ဘူးတဲ့စကင်တွေမကင်ဘူးတဲ့စကင်တွေစမ်းနေပြီ tournament rowing နဲ့လွန်နာပေါ့ကွာလပူကော်လာတာတွေနဲ့စုံမလားမသိဘူးရောင်းအီတာရှီတော်တာကဲစကင်လေးနဲ့လား tournament run လေးနဲ့စကင်လာကြီးနဲ့စောကြမယ်ရွှင်းလို့ရွှင်းလို့လန်စလော့ရတာစကင်ဖတ်တန်လေးထွက်လာဟုတ်လားကဲ comment လေးတေဦးရဖြုတ်နေဖြုတ်ပဲဖြုတ်ပဲကဲကျွန်တော်ဒီ live stream လေးကိုလည်းဗျာ share ပေးကြပါအောင်ဗျာတောင်းဆိုပါတယ် share ပေးကြပါအောင် share ပေးကြမယ်လို့လည်းမျှော်လင့်ပါတယ်ကြည့်ရတာစင်ပြေရလားဗျာကြည်ရောကြည်လင်ရလားပြတ်သားမှုတွေပါရှိရလားကိုမမှန်မေးပါအောင် brother တို့ကအဲ့လိုငြိမ်မနေပါနဲ့ကြည်နေလို့ရှင်နေကြည်နေပါတယ်ဆိုတဲ့အကြောင်းလေးတော့ကွန်မန့်လေးရေးပေးပါအဲ့ဒါမှကျွန်တော်လည်းကတ်ကတော့အားရှိရတော့ကြတယောက်မှမကြည့်ပဲနဲ့ကျွန်တော်ကတ်နေရသူဖြစ်နေတာလောက်ပါမစိလေဗာလေးပို့ပါအောင်ကွန်မန့်နေပြီးတော့ကဲပွဲလေးကတော့နော်ဒါမကြခင်စတော့မယ်ကဲ Hero Pitter ရဲ့ဘိုင်းမှာပြန်ကြည့်မယ်ဆိုရင်တော့ Fan Esport ဘက်ကဒါ goal line အတွက်ကိုမှနာတန်အဲ့တော့ဟိုမှာဒါ mid Juro အနေနဲ့ဒါ Cross နဲ့နော်လူနိုကိုပြန်တွဲထားတာဂျန်ဂယ်လာအတွက်ကတော့ဒါ Lancelot လေးထုတ်ထားပြီးတော့မှ EAB အတွက်လက်ပူနော်ကျွန်တော်ပြောဆိုပဲ Collector Skin နဲ့ဆော့ကြတာပါခင်ဗျကဲ Iron နေနဲ့ကတော့ဒါ Iron ရဲ့ Granger တစ်ဖက်မှာလည်း Gas နေနဲ့ Glue တွေပဲထုတ်ထားပြီးတော့ Fedrin Jungle Highlot Bazana နဲ့ဟိုဒါတွဲထားခဲ့တာဗျကဲပွဲလေးကတော့စပြီနော် Skin လေးနဲ့မင်းကောင်းလေးရောင်သွေးထွက်နေတာနော်ကဲဟုတ်ပြီနောက်မှ comment လေးဖတ်တော့မယ်နော်ကဲပွဲလေးကိုကျွန်တော် share လေးကြည့်လိုက်မယ်ဗျာနော်ကဲအားလုံးကျေးဇူးတင်တယ် comment နဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်တယ်နော်မတော်သားတွေ skin နဲ့စောနေကြပြီဗျာချလို့စတာပါလို့စိတ်မဆိုးပါနဲ့ကဲဟုတ်ပြီလောလောဆယ်တော့ဒါလဲမှာနော် Riot Run နေနဲ့တော့ Flicker ကြီးပါသောသီးပေးတာ10မိနစ်တော့မပြေသေးဘူးဆိုရင်တော့မသေးဘူးတော့ရာခိုင်တော့များနေခဲ့ပြီပြန်တော့ဖတ်ခဲ့ရပါပြီကဲကောင်းလေးဘာလို့နေအိတ်ငိုင်းနေလားကော်ဖီတစ်ခွက်တော့ဖြော်တိုက်လိုက်ပါအေး Riot Run ကော်ဖီလေးတစ်ခွက်တော့ဖြော်တိုက်လိုက်ပါအေးကျွန်တော်အိတ်ငိုင်းနေစောစီဘတ်စော1ပဲဗျဟင်းစီရကြောဘတ်စော1တပွဲပြီးရင်ကျွန်တော်တို့နောက်ထပ်ဘယ်နှပွဲရှိသေးလဲမသိဘူးဒီနေ့ကတော့ကမောက်ကမလေးနည်းနည်းဖြစ်သွားလို့ဗျာဒီလားကျွန်တော်လည်းမသိသေးဘူးဂရုထဲမှာပြန်ပေးရအောင်မယ်ကျွန်တော်တင်သားတွေစော့နိုင်လားမစော့နိုင်လားလောဆယ်တော့ဒီပွဲကတော့တေးကြတယ်ကဲဒီဘတ်စော1တပွဲလေးကတော့တေးကြတယ်ကဲဆိုရင်နောက်မှာတော့ခရူးမလာကြည့်နေပါလေကောင်းပြီဗျာကဲပေါ်မှာလဲဒါရေးပြီးနှကောင်ရဲတာအတိုင်မှုလေးတွေကျွန်တော်တို့ရှိသေးတယ်နော်ဒါအီတာရှီနဲ့နော်အီတာရှီနဲ့ဒါ gas
နေနေရတော့ဒါနော်ဂလူးကဲ split လေးနေတာနည်းနည်းလေးတော့တွေးတော့ short ထားကျင်တာဗျာဒါပေမဲ့လေအီတာရှီနေနဲ့တွေးရတော့ပြန်ပြီးတော့ပဲတက်လာခဲ့ပြီကဲအောက်မှာပြန်သွားကြည့်မယ်ဆိုရင်တော့ high low ခြုံအောင်နေခဲ့တယ် Lancelot ဝင်သွားပြီဆိုတဲ့နောက်မှာတော့ပြန်ပြီးတော့ပဲ Adjution Toss Road တွေပိုင်းပြီးတော့ပဲ goal back လေးကိုရောက်အောင်စားပြီးတော့ပြန်တော့ထွက်ထားပါသေးရဲ့ဗျာကဲနောက်တော့မကြခင်ချိန်မှာပဲဒါ first turtle ပေါ်လာတော့မယ်ဆိုတော့နောက်မှာတော့ကဲ level ပိုင်းမှာပြန်သွားကြည့်မယ်ဆိုရင်နော် high low အနေနဲ့ဒါ level 3ပဲရှိသေးရဲ့ဗျာအဲ့တော့ရိုမာတကောင်အနေနဲ့ကတော့ဒီချိန်မှာဒါ level 3 level 3 2ပဲဗျာကဲဂျန်ဂလာနှစ်ကောင်မှာလဲဒါအားလုံးတော့ level 4ရသွားပြီဗျာမလိမ့်မှာလဲနော် level 9စီတော့ရသွားပြီကဲကျွန်တော် EAP လိမ့်မှာကြည့်ရမယ်ဆိုရင်တော့ gas နေနဲ့လိမ့်ရှိက Racing Sled တွေကြားထဲမှာပဲပြန်ပြီးလွတ်မြောက်ပြေးထွက်လာခဲ့ရင်းနဲ့ပဲကဲကြံနေခဲ့တဲ့ကြုံသွားပြီဆိုရင်နောက်မှာအီတာရှီဝိုင်းပြီးတော့ဖြတ်ချ KZ ရဲ့ Ferrin ရဲ့စားသုံးကြုံခံလိုက်ရရင်လည်းပဲတစ်ဖက်မှာလည်းပြန်ပြီးတော့မလန်းဆက်လော့ကနော်ဒါတတဲကိုဖိုးချလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ပြောရမယ်ဆိုရင်တတဲနဲ့နော် EAP နဲ့လဲလိုက်တာအဲ့နောက်မှာထပ်ပြီးတော့မှအပေါ်မှာ glue တေသွားခဲ့တယ်လို့လဲမှာလဲ Ferrin ကျွံနေခဲ့ပြီဗျအောက်မှာလဲ by 1 Granger နဲ့ Arrow မင်းနေဆိုရဲနောက်မှာတော့ Ion ရဲ့ Granger လေးကတော့ဒါနာတန်လေးကိုတီးထုတ်ပေးသွားခဲ့ပြီဗျနော်ကဲ Ion ရဲ့ Granger လေးကနာတန်လေးကိုတီးထုတ်သွားပြီဆိုရဲနောက်မှာတော့ Hero Game မှာပြန်ကြည့်မယ်ဆိုရင်တော့ဒါ Fan Esport လည်း2ကောင် ANO Pirate Esport လည်းဒါ2ကောင်ဆိုတဲ့အနေအထားမျိုးမှာရှိတယ်ဗျကဲ Abrata White ဒီပါတွေပါရိုက်ပြီးတော့ကြောင်းထားတယ်ဆိုရဲနောက်မှာဘာတွေဆက်ဖြစ်သွားမှာလဲ quantity ခန့်ခုချိန်ထိတော့ Hero Game တော့မရသေးဘူးဗျဘက်က Jungler Ferrin KZ ကိုတော့ပြန်ကြည့်မယ်ဆိုရင် KZ အနေနဲ့ကဒါ Hero Game တစ်ကောင်တောင်ပြန်ပြီးတော့ရထားခဲ့တယ်ဗျတစ်ဖက်မှာလဲ Ryan Run ထပ်ပြီးတော့ကြုံအောင်မလားကြုံတော့မကြုံသေးဘူးဗျနော်ကြုံတော့မကြုံသေးဘူးဗျကဲအဲ့တော့နော်နာတန်နေနဲ့တော့ဒါတခေါက်တော့မောက်ထားတယ်ဆိုတဲ့အတွက်ကြောင့်မို့တော့ Ranger နဲ့ဒါရှင်တင်ရတဲ့ဘိုင်းတွေမှာနည်းနည်းတော့နော်ပြဿနာလေးမြန်ရှိသွားမလားပေါ့လေလောသေးတော့ဒါ3မိနစ်ဆိုရင်နေတာတကူအိုင်နယ်ဘိုင်းမှာပြန်ကြည့်မယ်ဆိုရင်တော့ဒါနာတန်နေနဲ့ကတော့ဒီ corrosion site သေးလေးတော့ပြီးသွားပြီဗျ Ranger နေနဲ့ကတော့ဒါ oh my god ရောက်ရင် Hunter Strike တောင်ပြီးသွားပြီ3မိနစ်နဲ့နော် Hunter Strike တစ်ချောင်းပြီးသွားပြီဗျနော်အိုင်နယ်နေမှာကြည့်မယ်ဆိုရင်တော့ကဲနော် grow နေနဲ့ကတော့ဒါလိမ့်ပိုင်းကောက်ကြောင်းတိုင်းနဲ့ပဲလဲမှာချဖို့တော့ရေးရောင်လေးတော့တန်းနေတယ်ကဲရောချပြပမလားဆိုနောက်မှာတော့ကဲလဲမှာတော့ဒါပြန်ပြီးတော့ပဲ like ပနက်လေးပဲနောက်ကိုပြန်ပြီးတော့ forward ထားပါသေးတယ်ပေါ့ကဲ high low နော်ကစားနာ position ယူထားတာလေးတွေကတော့အဆင်ပြေတယ် second တက်တဲ့အတွက်ဒါ ANO Pirate Esport နေနဲ့ကတော့ဒါအဆင်သင့်ဖြစ်နေဆိုရင်အနေထားမျိုးကိုတွေ့ရတယ်ဗျ gain တဲ့နဲ့ချက်ပြီးတယ်ဂိမ်းတန်စတင်ထဲမှာချဲပါရမယ်ကဲအခုချိန်မှာတော့ဒါ high low ပဝေးပိုင်းဂင်းလာပြီးဆိုရင်နောက်မှာတော့ Itachi Racing Sled လေးရှိကတွေပေးပြီးတော့ glue နောက်မှာတော့တက်ခွာထားရင်းနဲ့ပဲပြန်ပြီးတော့ဆွဲခေါ်သွားတယ်ဆိုရင်နောက်မှာ Itachi တေသွားဖို့ကတော့များသွားပြီဗျ gas Itachi ကိုဖျက်ချထားတယ်ဆိုရင်နောက်မှာတော့ Abrasa What ဒီပါတွေရိုက်သွားပြီးနဲ့ပဲဒါသွေးတွေကတော့တော်တော်လေးကိုကိုင်းသွားခဲ့သလို line အနေနဲ့ပြန်ပြီးတော့ high low တကောင် pass ဆွဲခဲ့တယ်ဗျဘာပဲပြောဒီနေရာမှာ1 for 1 trade ဗတ်တယ်တခုဒါ EHP နဲ့ Roma တကောင် trade လိုက်ရတယ်ဆိုရင်နောက်မှာတော့ဒါ Jungler အနေနဲ့quantity ခက်ရတယ်မှောက်သွားခဲ့တာအဲ့တော့ no Jungler ဆိုတဲ့နေထားမှာတော့ ANO Pirate ဘက်ကပဲဒါနော် second data ကိုတိမ့်ပိုက်သွားရင်းနဲ့ပဲဒီနေရာမှာ Hero K နော်3កောင်လောက်ဒီကိုရရှိသွားလိုက်တယ်လို့နောက်ပိုင်းမှာပါဒါ 1K လောက်ကိုတာသွားခဲ့ပြီဗျအဲ့တော့ကြောင့်မို့တော့ဘာပြောဒီနော် second data ဘတ်တယ်မှာဒါ ANO Pirate အနေနဲ့တာသွားပြီလို့ပဲပြောရမှာပဲကဲ grow ရှိတာတီးတော့တီးနေတော့ဒါ Ferrin တို့ပါလာတာတီးတော့တီးနေဗျကဲပေါ်မှာလဲ Itachi အနေရီများနေပြီ Itachi နေနဲ့ဒါ3កောင်1កောင်နေပါပြီဖြစ်ကုန်ပြီဗျဘယ်ဘောကညိုးတွေလဲတော့မသိဘူးကဲအဲ့ချိန်မှာတော့နော် Itachi နေနဲ့ဒါပြီးရင် PRB မလား bro ဟုတ်တယ် bro ဒါပြီးရင် PRB ဆော့နော်လပူပလင်းကိုတားသုံးနေတယ်ဟုတ်တယ်ဗျလပူပလင်းကိုတားသုံးနေအဲ့ကောင်ဒီမှာကြောက်လို့ပီတီယာရှောက်နေတယ်ကောင်ကပိကဘာ6ဆိုအဲ့ကောင်ပြောတာကဲပေါ်မှာတော့ဒါနော်မထူးကြတဲ့မထူးဆက်တွေခင်းနေတယ်ကဲပွဲသားတွေကတော့ဒါ6မိနစ်တိုင်မီတခုရောက်လာပြီဗျာဂလူးနေနဲ့တော့ဟိုဘက်တောင်တဲတွေပသွားပြီးတော့လှုပ်နေတာ तू လှုပ်ပြီးတော့ပဲ तू သွေးပြန်ရောနေတာဗျာနောက်မှာအီတာရှိတောက်ချောက်တွေလိုက်မေးကျင်နေတာဂလူးပြန်ပြီးတော့မှလှည့်ခွာတယ်ဆိုရင်နောက်မှာတော့လက်သလော့တော့စရုပ်တွေတော့ပေးရတယ်ဗျာဂလူးထပ်ပြီးတော့ပဲတာဝါတဲတွေပဲလိုက်ပါရင်းနဲ့ပဲဖလစ်ကာလေးနဲ့ပဲခုံပြီးလာကြီးထွက်လာခဲ့တာ gas တကယ်မိုက်တယ်ဗျာနော်အဲဒီနောက်မှာ
ကဲဒီခြုံထဲမှာအောင်းနေရဆိုရင်နောက်မှာတော့လန်ဆက်လော့သော့စရိုနဲ့ emu ပြထားရင်းနဲ့ပဲဒါပြန်ပြီးတော့ပဲထွက်လာခဲ့တယ်ဗျာနော်ပဇာနာရဲ့ဒါ stand တွေပါတွေပါလို့သွားခဲ့တယ်လို့ပဲပြောရမှာပဲကဲလဲမှာပြန်ကြည့်မယ်ဆိုရင်တော့ဒါ light နောက်မှာ high lock scale တွေပဲဖွင့်ပြီးတော့ခေါင်းပိတ်ခောက်ထားရင်းနဲ့ပဲနောက်မှာပဇာနာ scale 1 2ချုပ်ထားပြီးတော့သွေးရတော့တော်တော်လေးတော့ကိုင်းသွားခဲ့ပြီဗျာပဲပြောသူ့မှာဒါ emu fat လေးကလည်းကြံနေသေးတယ်အဲအတွက်ကြောင့်မို့တော့ကဲဒီမှာပြန်ကြည့်မယ်ဆိုရင်တော့ဂိုးလိမ်းမှာဒါ baby sit နေတာဗျာနော် Royal Run နေနဲ့ကတော့ဒါသူ့ရဲ့ဂိုးလိမ်းနာ arrow လေးကိုဒါ baby sit နေတာတစ်ဖက်မှာလည်း EAB ဘက်မှာပြန်ကြည့်မယ်ဆိုလဲဒါ glue နေနဲ့ကတော့ပြန်ပြီးတော့လိမ့်နေပါတွေပါကြောင်းနာရင်းနဲ့ပဲစင်ပြေနေသေးရလို့ပဲပြောရမယ်ကဲ level ဘိုင်းမှာပြန်ကြည့်မယ်ဆိုရင်လဲ Granger နဲ့ဒါနော်နာတန်နေနဲ့ကတော့ဒါမျှတယ် arrow ရဲ့ဒီနာတန်လေးနဲ့ကဲဟိုမှာတော့တီးနေပြီဗျာတတ်တယ်ပတယ်မှာတော့ကဲ high lock ပတ်ဝေးပါတော့ခင်းလာတယ်ဗျာဒီမှာ grow over မှာဝင်သွားပြီးတော့မှ glue လပူဂုတ်တွေပိုင်းမြတ်တက်ခွာဝါမလားဘက်တရီကတော့ရှုပ်ထွေးနေခဲ့ပြီဆိုရင်တော့မကေဆက် arrow ဖြတ်ချတိုင်းနဲ့ပဲလိုက်တကောင်နော်ပြန်ပြီးတော့ပဇာနာကိုခြာထားခဲ့ဆို double k ပိုင်း line နဲ့အတူထပ်မှန်ပြီးတော့မှနော်ဒါလပူပါကြာသွားတယ်ဆိုရင်တော့မှာတော့ quantity ခန့်အနေနဲ့ဂျားတွေလည်းညက်သွားခဲ့ပြီဗျာ travel k တီးပါသိမ့်ပိုက်သွားရင်းနဲ့ပဲတကယ်ကောင်းတဲ့ line performance တွေပြနေခဲ့တာသို့တော့သူပြန်ပေးဆက်လိုက်ရပြီကြံနေခဲ့တယ်ဆိုရင်တော့မှာတော့ Royal Run နေနဲ့နော် glue တက်ပြီးတော့မှဒါဂုတ်ပုံခွာထားခဲ့တယ်လို့အပရာဇာဝက်ရိုက်ချက်တွေအောက်မှာပဲကြာဆုံးသွားရင်းနဲ့ပဲဒီနေရာမှာတင်နော်ထပ်မှန်ပြီးတော့ပဲ ANO Pirate တင်တာပြီးရင်ကိုတာနေခဲ့ပြီအဲ့နောက်မှာမစ်လင်းရဲ့ Fat Tower နော် Fat Tower တိုင်းတိုင်းအောင်မှာထပ်ပြီးတော့မှရိုက်ချိုးသွားရင်းနဲ့ပဲပွဲလေးကတော့တော်တော်လေးတော့ ANO ဘက်ကတဖြည်းဖြည်းနဲ့အသာကြီးတွေရလာခဲ့ပြီလို့ပဲပြောရမှာပဲကဲတစ်ဖက်တင်းရဲ့ဒါ blue back ဒါဂျန်ကယ်သုံးနေထိပါဒါဝင်ပြီးတော့မှနော်နောက်ချက်ထားရဲဆိုတဲ့အနေထားမျိုးလဲတွေးရတယ်ဗျာနော်အဲ့တော့ဘာတွေဆက်ဖြစ်သွားမှာလဲထပ်ပြီးတော့ item ဘိုင်းမှာကြည့်မယ်ဆိုရင်လည်းဒါနော်ဂိုးလင်းဘိုင်းမှာ Granger နေနဲ့ကတော့ Sky Beer စာမှာထပ်ပြီးတော့ပြီးသွားပြီဗျာနာတန်လေးကလည်းဒါ item နှစ်ချောင်း farming ဘိုင်းမှာတော့ဒါ Granger ကတော့တာတယ်လို့ပြောမှဆိုပေမဲ့လေဒါMagic Massman ဖြစ်တာနဲ့ညီဝယ်ရတဲ့ item တွေဈေးသက်တာနေရလေးအဲ့မှာသွားပြီးတော့တပန်းတော့တာသွားပြီဗျာကဲအဲ့တော့ဘတ်တယ်လေးတွေကတော့လောလောဆယ်နေထားမှာအေးနေတယ်လို့ပဲပြောရမှာပဲကဲဘတ်တယ်လေးအေးနေတယ်ဆိုရဲနေထားမျိုးလေးမှာတော့ဘာတွေများဆက်ဖြစ်သွားမလဲကဲ glue နေနဲ့ခြုံနေပါလိစစ်ခက် subtrate တွေနဲ့ပြန်ပြီးတော့မှနောက်ကို forward သွားခဲ့ပါပြီကဲဒီနေရာမှာတော့တော်တော်လေးတော့အေးနေတယ်ဗျာသူတို့တွေအနေနဲ့ဒါဒီနေထားမျိုးမှာတော့ခြာအောင်မယ်လို့တော့မထင်ဘူးFat ဒီ follow ပဲစောက်ပြီးမှပဲဒါ objective မှာပဲပတ်တယ်လာဆိုင်မှုတော့များတယ်ဗျာကဲ Lancelot အနေနဲ့ဒါပေါ်လေးနေပါတော့ကြောင်းသားသလိုအောက်မှာလေတော့နှစ်ကောင်လောက်ကိုသွားပြီးရရှိနေကြတာပေါ့နော်ကဲ lock ကတော့ထွက်လာပြီဗျာထွက်လာတယ်ဆိုရင်အနေထားမှာတော့ဒီ lock ကန်သားမှာ3 weather 5 saturation တခုကဲလဲရနေပြီးတော့မှဒါပြန်လာခဲ့တယ်ဆိုရင်တော့မကေဆက်စင်ပြေပါမလား Lancelot တန်းပြီးတော့တွေ့သွားခဲ့ပြီဗျာကဲပတ်ဝေးတွေပါတော့ခင်းလိုက်တာစောတယ်ဗျာနော်ဗတ်တွေတော့မပွင့်ရသေးဘူးပတ်ဝေးတွေပါခင်းသွားတာစောတယ်ဆိုရင်တော့မှာတော့စပယ်လေးတွေကတော့ဒါ high lock edimate ကြီးတခုတော့ဒါပေးလိုက်ရတယ်လို့ Lancelot အနေနဲ့လည်း execution တွေပါပေးခဲ့ရပြီ quality ခန့်သွေးရတော့တော်တော်လေးကိုကိုင်းနေပြီဗျကဲ blue bat တွေပါကြော်ခံရအောင်မလားဟိုဘက်မှာ battery ကတော့တော်တော်လေးတော့လှနေပြီဗျဖဇာနာ flicker လေးနဲ့ပဲလာပြီးရှောင်ထွက်သွားပြီဗျ Royal Run ကတော့ဒီနေရာမှာထပ်မှန်ကြာသွားရင်းနဲ့ပဲလပူပါထပ်မှန်သေဆုံးသွားတယ် high lock double gate ပါသိမ့်ပိုက်သွားတာဗျတကယ်ကောင်းတယ်ကဲ high lock လေးကတော့ဒါထမ်းမင်းနေပါပြီနော်ကဲအောက်မှာလဲဒါဒီပရေခွင်ကောင်းယူပြီးတော့မှ Aroni နဲ့ကတော့ဒါ EBA second goaling second turret fat turret တိုင်ကိုပါသွားပြီးတော့ယူလာခဲ့တာဗျကဲဘာပဲပြောပွဲကကြာလီ ENO Pirate ဘက်ကတာလီပဲဗျမြေုံတစ်ခုလုံးဟောပါဒါ glue အနေနဲ့ကတော့အပိုင်ကြီးယူပြီးတော့စော်ထားတယ်လို့ပဲပြောရမှာပဲကဲဒီပွဲမှာလဲ glue ရဲ့sorry get ရဲ့ glue ကိုပြန်ကြည့်မယ်ဆိုရင် KDA ကဒါ415เนาะတကယ်ကောင်းတယ်လို့ပဲပြောရမှာ EABပိုကောင်းတာကြီးရလဲဒါကြည့်ပါဦးရောင်ကြီးပေါ်မှာရှောတော့မှာရောင်ကြီးတော်ကီဖုန်းနဲ့ပေါ်မှာရှောကြတော့ကဲပိုကောင်းတာကြီးရရောင်ကြီး505တဲ့ရောင်ကြီး KZ ရဲ့ Ferrari ကြီးကြည့်ပါဦးကြောက်စရာကက်စ်ရဲ့ဒါဖဇာနာလေးရလဲဒါမစိုးဘူးလို့ပဲပြောရမှာပဲ017เนาะလုံးဝစပိုပြီးတော့စော့နေတာ gas အနေနဲ့ကတော့ကဲ online ဘိုင်မှာကြောင်းထားတာဗျ3လင်းလုံးဒါမြပြီးတော့ကြောင်းထားတယ်ပေါ်မှာလဲ iron granger အနေနဲ့ကတော့နော်ပေါ်လင်းလေးပါပြန်ကြောင်းပြီးတော့မှမင်းမပြန်ပြီး battle join ဖို့တော့ရှိတယ်ကဲလောကတော့ဒါ second turret ထဲကိုဝင်တော့တိုက်လိုက်ခဲ့ပြီဗျဒီနေရာမှာပဲဒါ road လော်လေးကတော့ဒါရေးစစ်စစ်ပဲပြီးသွားခဲ့ပြီလို့ပဲပြောရမှာပဲနော်လော်ကြီးကတော့ဒါမြန်မာလိုပဲရေးစစ်စစ်ပြီးသွားပြီ
ကဲမစမန်ကောင်ကြည့်မယ်ဆိုရင်အိုင်တန်3ချောင်းနာတန်နေနဲ့ grand journey နဲ့ကတော့ဒါအိုင်တန်3ချောင်းအောင်မှာဒါ4ချောင်းလောက်ပြီးတော့မယ်ဆိုရင်အနေထားမျိုးဗျာနော်အဲ့တော့ကဲဂျန်ငယ်ပိုင်းမှာပြန်ကြည့်မယ်ဆိုရင်ဒါလက်စလော့အနေနဲ့ farming 6300 farming အနေနဲ့ကတော့9500ပဲရှိသေးတယ်ဗျာကဲမင်းမချဘူးတော့ရေးအောင်လေးတော့တွေ့နေရပြီခြာရောချပါမလားကဲလက်စလော့ execution plane ပေးပြီးတော့ဝင်လိုက်ထွက်လိုက်ဒီလုံနေရဗျာနော်ဘာမှလည်းထူးခြားခြားတော့မဖြစ်သွားဘူးဘာလို့လဲဆိုတော့ဒီဘက်မှာပါလာတဲ့ကောင်တွေကလည်းတခြားကောင်တွေတော့မဟုတ်ဘူးပြုံမနူးတွေဖြစ်နေတာကြီးကစိုးနေတာဗျအဲ့တော့ကဲဒီနေသားမျိုးမှာစင်လီပြေနိုင်မှာမလားပေါ့ကဲလက်စလော့ရောဘတ်လေးတော့ပြန်ပြီးတော့သူ့အနေနဲ့သူနက်မှန်အောင်တော့ပြန်ပြီးတော့စားရတာမျိုးလေးတော့တွေးနေရတယ်ဗျကဲအောက်ရဲ့เนาะဒါကိုလင်းရဲ့ second tower တိုင်းဟိုထပ်ပြီးတော့ iron နဲ့ KZ ထပ်ပြီးတော့ချိုးဝါခဲ့ပြန်ပါပြီ glue ပြန်ပြီးတော့မှ wall တွေနဲ့ကာပြီးတော့ညက်နေခဲ့တာဗျပြန်ပြီးတော့ပတ်ထွက်လာပါသေးတယ်ပွဲချိန်ရလဲဒါ7 minute ထိရောက်လာပြီဆိုရင်เนาะဒီပွဲလေးကပြောမယ်ဆိုရင်တော့objective battery လောက်မှာပဲချတာများတယ်ဗျဒါတခြားချိန်နေဆိုရင်တို့တွေအနေနဲ့ကတော့เนาะဘာညာ smuggler လောက်ပဲဗျာခန္ဓာကိုယ်တွေထွက်ပြတယ်ငါဒီမှာရှိတယ်အိုးလန်စလုံးရောက်ရင်ဘယ်ဟိုသွားတာလဲ quantity ခန့်အန်ရီတွေများတယ်ဆိုတော့နောက်မှာ granger resolution sonata ထူးချက်တွေအောက်မှာတော့ live ပါသွေးပါတော်တော်ကိုင်းသွားခဲ့ပြီဗျဘလူးကြီးလေးရောက်ရင်เนาะကဲနောက်ထပ် second လောကလည်းပေါ်လာဖို့အတွက်29 second လောက်ပဲလိုတော့တာဒီ second လောမှာပါထပ်ပြီးတော့ Eano Pirate တိမ့်ပိုက်လိုက်မယ်ဆိုရင်တော့ဒီ second လောကတော့เนาะဒီပွဲတစ်ခုလုံးအန်သွားနိုင်တယ်ဗျဂေးဝေးတာဖန်ဘက်ကသာပြန်သိမ့်ပိုက်နိုင်မယ်ဆိုရင်တော့ဒီနေရာမှာခမ်းဘက်ဖို့အတွက်တော့မျောလင်းကြလီတော့နည်းနည်းတော့ရှိတယ်เนาะနာတန်လေကင်းကလည်းဒါသွားပြီးတော့ short တက်လို့မရဘူးနာတန်လေကင်းဒါမဲ့ထွက်လာရဆိုရင်နောက်မှာတော့ဒီ gas ရဲ့ glue တို့เนาะပြီးရင်ဒါ high low တို့ ferrin တို့ကတော့ဒါခံနိုင်မှာမဟုတ်ဘူးပြောရင်ဆိုရင်ပဲဒါဖန်ဘက်ကတော့ကြည့်ရတာဒီ second low လက်လွတ်ပေးဖို့များတယ်ဗျာเนาะသူတို့လုံနေတဲ့ပုံစံကြည့်ရတာတော့ကဲ low easy လေးပဲဒါ Eano Pirate ဘက်ကပဲကဲ Ferrin တိတိကျကျလေးပဲเนาะအမှားပြမရှိ retrieve ပေါက်ပြီးတော့ပိုသေးချောင်းစားရခဲ့တာဗျကဲ glue ကတော့ရှေ့မှာဒါ EAB ကောင်းတယောက်ပီတာတယ်ဗျ gas နေနေရတော့ဒါ initiate ပြီးတော့မှစော်ထားတာကဲ paper bag တွေပါဒီတိုင်ဝိုင်းနဲ့ပဲလောက်ရလဲဒါစားပြီးတော့ထွက်လာခဲ့ပြီဗျပုံမှာလဲလိမ့်သွားကနေရဆိုရင်နောက်မှာ Itachi သွေးလေးကတော့တော်တော်လေးကိုင်းသွားပြီကဲအောက်မှာလဲ high low နဲ့ဒါ quantity ခန့်ဘိုင်ဝါနေမေးနေတာဗျ gas နဲ့တွေးပြီးဆိုရင်နောက်မှာ split တွေကြားထဲမှာတက်ခွာတော့ရပါမလားရတော့မရသေးဘူးဗျเนาะ glue ပြန်ပြီးတော့ပဲလဲမ၄កောင်လောက်ကိုရှိရဗျ ferrin ကလည်း law နဲ့တူပဲဒါတက်လာတာဗျအဲ့တော့ကဲဒီ law နဲ့ဘာရင်းမြန်ဖြစ်သွားမလဲပေါ့เนาะ law တွေတော့ဒါပေါ်နဲ့အောက်နဲ့ second tower တွေကတော့ကုန်သွားပြီအလဲမှာပဲ tower ကျန်တော့တာကဲ mega tower ရဲ့အတိပါဒါ law အနေနဲ့ဝင်လာဖို့တော့ရှိတယ်သို့တော့ ground အနေနဲ့ကတော့ wall တွေဖြတ်ကာလာတာဗျ quantity ခန့်သွေးတော့ကိုင်းသွားပြီ execution toss rope ပေးထားပြီးတော့မှပြန်ပြီးတော့ထွက်လာပြီ KZ တော်တော်လေးတော့မှုတ်သွားပြီဗျအလဲမှာလဲ tower line ပေးလိုက်ရသလို royal run အနေနဲ့ကလည်းသွေးတော်တော်မှုတ်သွားပြီဗျ Itachi ထမ်းမှန် flicker တွေပေးပြီးတော့ပြေးထွက်သွားရင်းနဲ့ပဲ oh my god ရောက်ရင် light ရဲ့ damage နာပြေးနေတာပဲ oh မ KZ shut down သွားပြီဗျ quantity ခန့်နောက်မှ light မေးနေရဆိုရင်နောက်မှကတ်နေနဲ့ပဲတေဝိုင်းနဲ့ပဲ oh my god iron granger အသက်မရှိတော့ဘူး table game ပဲ let's low နဲ့တူပဲထပ်ပြီးတော့မှ gas ဝိုင်းချက်လာတယ်ဆိုရင်နောက်မှပန် e-sport ကမ်ဘဘိုတော့များနေပြီဗျ။အိုးတင်ဝိုင်းအောက်ဆိုတဲ့နေသားမှာ no hero ဆိုတဲ့နေသားကြီးဗျ။လုံးဝ surprise ဖြစ်တာဗျာနော်။ကဲကားတွေပါလာခဲ့တယ်ဆိုရင်နောက်မှာတော့7 minute free weight လေးတစ်ဝိတ်ကတော့ထွက်လာအောင်မယ်။ဒီဟာတွေသာဖြည့်ရှင်းနိုင်မယ်ဆိုရင်တော့နော် epic canvas လုံးဝဟိုမှာတကယ်ရင်ကုန်စိတ်လုံရှားစရာကောင်းတဲ့ဖန် e-sport ရဲ့ epic canvas ကိုတွေးနိုင်မှာခိုင်းတော့ပဝေးတွေပိုင်းနဲ့လာကာခြင်းနဲ့ဆိုရင်လည်းမရတော့ဘူးဗျာ game နဲ့မကွမ်းဟိုတော့ဖန် e-sport Eano Pirate တွေကိုအကောင်းဆုံး canvas ပြီးတော့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဟိုးရောက်တကယ်ကောင်းတယ်ဟဲ့အောင်ဖန် e-sport တကယ်ကောင်းတာရောက်ကြီးနော်ဟဲ့အောင်ကြီးနော်ဘလူးကြီးလေလို့ဘလိုကြီးလေစော်သွားတာကြီးอ่ะကဲဒီနေသားမှာတော့ဒါเนาะ MBV နေနဲ့ကတော့ဒါတစ်ဖက်မှာ glue ဒီဘက် MBV နေနဲ့ကတော့ဒါ quantity ခန့်လေးပဲရသွားတယ်ရောင်ကြီးဖန်ဘက်ကဟာလဲခွန်တိုက်ချေကြီးอ่ะကြောက်စရာကဲပြီးတဲ့တင်းလေးတွေကတော့ထွက်မယ်
ကဲနောက်တော့စော့မဲ့တင်ရောရှိတာဗျနောက်တော့စော့တဲ့တင်ရှိမလားမေးလိုက်အောင်မယ်ကဲ Polar Rebellion လာပါဗျာကဲ brother တို့ဘတ်စော့ဝမ်းမဲ့ထွက်မယ်ကဲ Polar Rebellion တော့ရောက်လာခဲ့ပြီဗျာဘာမီ future ဘာတိတဲ့ F ပဲတင်อ่ะဘာမီ future ဘာမီ future ပါမှာလဲဘာမီ future မအောင်တယ်နော်ရောက်ဟေးတကယ်ကြီးလော်သွားတာတော့ရောက်တကယ်ကြီးလော်သွားတာဖန်ကြီးကခမ်းပဲ့သွားပြန်ပြီးတော့ကဲနောက်ဘွဲလောက်တော့ဖန်နဲ့ဖန်တော့ခေါ်ရတယ်ဂိတ်ဖန်လာမယ်ဆိုရင်တော့ဒါဘာမီ future လာတာလားဘာမီ future ပြောမအောင်ဆို
ကဲ bro ဟာဒီနေ့အတင်းနေကမောက်ကမဖြစ်သွားတဲ့ကြောင့်မို့တော့အဆင်ပြေတော့ဘူးတပွဲပဲအဆင်ပြေသွားတယ်အဲ့တော့နောက်နေ့ဒီမှာအကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့ပါမယ်ဗျ